လက်ပွင့်စီတဲ့ခါခါအဲ့ဒါကိုတဲ့ဘာလေးများရုပ်ရင်ကောင်းမလဲဘာကျင့်စဉ်လေးများရှိရင်ကောင်းမလဲဆိုပြီးတော့မေးမြန်းကြပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်စဉ်းစားပြီးတဲ့အခါကျတော့ရှေးကဆရာကြီးတွေဆရာတော်ကြီးတွေတုံတင်ဆုံးမသွားတဲ့ထဲမှာပါတဲ့ဂါထာလေးတစ်ပုဒ်ကိုဝေမျှပေးခြင်းပါတယ်အဲ့ဒါကတော့ရွှေကြီးမင်းဂါထာဖြစ်ပါတယ်မင်္ဂလာပါအရန်သိတိကျမ်းမာချမ်းသာကြပါစေဘုရားတော့ဘေးဥစဉ်ဝင်ရွှေကုံရဲ့တားတော်ပဲဒီလားဆရာမင်းဒီလားဖြစ်ပါတယ်ခုနှစ်သားသမီးတွေကိုဝိဇ္ဇာတရနိပညာနဲ့အဲကျမတွေကိုခေါ်ချပေးနေရဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားပေါ့နော်လာပြီးမေးကြတယ်စီးပွားလက်လာပါလုပ်တဲ့နေရာကျင်းစဉ်ဝင်တဲ့နေရာနှစ်ခုစလုံးသုံးလို့ရတဲ့ဂါထာမျိုးပြီးသွားလို့ရှိရင်လက်ပွင့်စီတဲ့ဂါထာအဲ့ဒါကိုတဲ့ဘာလေးများရုပ်ရင်ကောင်းမလဲဘာကျင့်စဉ်လေးများရှိရင်ကောင်းမလဲဆိုပြီးတော့မေးမြန်းကြပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်စဉ်းစားပြီးတဲ့အခါကျတော့ရှေးကဆရာကြီးတွေဆရာတော်ကြီးတွေတုံတင်ဆုံးမသွားတဲ့ထဲမှာပါတဲ့ဂါထာလေးတစ်ပုဒ်ကိုဝေမျှပေးခြင်းပါတယ်အဲ့ဒါကတော့ရွှေကြီးမင်းဂါထာဖြစ်ပါတယ်အဲ့ဒါကတော့မနေ့မိုးလေးနဲ့ဆိုတာနဲ့ကြီးစာပူစာငှက်စာကျွေးနဲ့ရုပ်ရတဲ့အကြောင်းတရားလည်းရှိပါတယ်ကျင့်စဉ်လည်းဝင်လို့ရပါတယ်ဂါထာလေးကတော့တူလဲတူတယ်လွယ်လဲလွယ်တယ်ရှင်းလဲရှင်းပါတယ်အဂောဗုဒ္ဓောအဂောဓမ္မောအဂောတန်ဂောအနုတ္တရောမေအဂောဝိပါကောယံယံအိဆံသမိစတုတဲ့ဖရာကုံတော်တရားကုံတော်တန်ခါကုံတော်တွေကိုအလေးအမြတ်ထားပြီးတော့ပူဇော်ရင်းနဲ့ကိုယ်လည်းအစဉ်ပြေရပါစေဆိုတဲ့အဓိပ္ပာယ်ရတဲ့ရွှေကြီးမင်းဂါထာလေးဖြစ်တယ်အဲ့ဂါထာလေးကိုရုပ်ဖတ်ပြီးတော့ပူဇော်ပြီးတော့ငှက်စာတွေကျွေးမယ်ကြီးစာကျွေးမယ်ဆိုလို့ရှိရင်ထူးထူးခြားခြားလက်ပွင့်စီပါတယ်ဒါကတော့အထင်ကြီးရှိတဲ့အကြောင်းတစ်ချက်ပါကျင့်စဉ်ဝင်တဲ့ပုံစံများတော့ထုံးစံတိုင်းပါပဲ9ရက်18ရက်28ရက်ဒိဋ္ဌံကျင့်စဉ်ဝင်လို့ရပါတယ်မိမိပါရမီရှိရင်ရှိသလောက်စူးစမ်းအားထုတ်မှုရှိရင်ရှိသလောက်အဓိကကတော့လက်လာပါတွေတွင်လန်းလာတာကိုတွေ့ရပါမယ်ဆရာကတော့နေလားဆရာမင်းဒီလား VIP member group လေးကိုဖွဲ့ထားပါတယ်ပြည်ကျင်တဲ့ပုံစံများတော့ Messenger ပေါက်မှာလာရောက်ဆောင်တန်းမြင်မြန်လို့ရပါတယ်အားလုံးပဲအရန်သိပြီးကျမ်းမာချမ်းသာကြပါစေ